မင်္ဂလာပါစင်ချီပင် production မှမြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားကောင်းတွေကိုနေ့စဉ်အခမဲ့တင်ဆက်ပြသပေးသွားမှာဖြစ်လို့အစီအစဉ်ကောင်းတွေကိုလက်လွတ်မသွားရအောင် subscribe button လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်
တော့ကံကောင်းပါကဲမြောင်းဝင်ပါကြည့်လားတင်ရန်ဖန်ကြီးလားမင်းတို့ဘာမှသုံးမကြဘူးကိုကောင်တွေရောပြောပြလိုက်ဟုတ်ကဲ့ပါတင်ရန်မင်းရေကျွန်းကြည့်ပြီးတော့ငါလက်ထောက်နေတာငါသိဘူးလိုက်သုံးဖြတ်လိုက်ကွာကဲမြောင်းဝင်ဒီတော့တူတယ်အဲဒီတော့ကြားကြားတော့ဝမ်းသာပါလေဒါပေမဲ့ကျွန်တော်ကနောက်မှပေါက်တဲ့ခြေကြောင်ဖြစ်လို့တိုင်းကြည့်ပဲတွေကကျွန်တော်ရှင်းနေပါဘာမကျင်တဲ့ကွာတော်တဲ့လူတော်တဲ့နေရာများပြီးတယ်ဒီနေ့ကစပြီးတော့တင်ရငါလက်ထောက်ဖြစ်သွားတယ်ငါမရှိဘူးတော့အားလုံးနားထောင်ဘုံပေါင်းလေးပြောပြတာတော့ဟိုစစ်သားလိုက်တော့ကြောက်ကြရငွေကြီးသူတို့ရလားလို့ဆရာရှိပါကျွန်တော်လုံးဝပြောတိုင်းကိစ္စမရှိတော့ဘူးဆိုတော့ဒီနားလိုက်ဘာလုပ်နေရလဲဒီလားလာလေနေမတက်နိုင်ငါရီတော့ဆက်တယ်ရပါတယ်ဟာတက်တော့ပါဒါနဲ့အားကပြောမလာဘူးလားဟုတ်ကဲ့လာသည်နိုင်ကြလာမယ်ဘာလို့ဘာမှမလုပ်ပါဘူးဟာဒီတကယ်ကြီးတိုင်းကိုထုံးရောက်နေရတာပါဒါနဲ့ဒီအလုပ်တွေရမ်းလုပ်ရတာပဲလို့ဒါကတော့နေတိုင်းမင်းတို့ညောင်းနေပြီမဲဟာအာသာချမ်းသာမင်းတို့လည်းပတ်တယ်ငါတို့ကဆင်းရဲတယ်ရတဲ့သားမင်းမြောက်တယ်မရလေလို့ဒီအရင်လို့ဒီမှာငါမလို့ဒီမိတောင်ပြမငါလည်းတတိရတယ်တော်တော်ကျမကြီးအင်းကြီးနေလေအမေကတော့ချောင်းပါပဲအခုလည်းအဲ့ရထဲမှာလဲနေဟောဒါနဲ့ငါတို့အောင်စင်းနဲ့ထွက်ပြီးတော့အစင်းကြီးကြည့်ရအောင်ဟုတ်တယ်တင်ရဒီကြောင့်ဆက်ဆက်မယ်ဟုတ်လားမတက်ချင်ပါဘူးဟာငါကနေလို့စီရပေါ့မတက်တော့ပါဘူးဟာအလုပ်ပဲလုပ်တော့နေရလဲဟာငါနဲ့ခါကဒီကူမှာပေါ့ဘိုးတောင်းရအတူတူတောင်းတူဆက်တယ်ကောင်းလိုက်ရင်တက်နိုင်တော့ကြော်စားကြီးပေါ့ဒါပေမဲ့ငါမှငွေကြီးအစီမစီတော့ဒီကြားကအများလည်းနေကောင်းဘိန်းအောင်ပြောင်းမဟုတ်ပါဘူးစဉ်းစားပါဦးဟာဒီလောက်ထိပြင်တင်ခဲ့ပြီးမှဘာလို့ကြည့်ရအောင်ဆက်ကြိုးစားပါဦးကြိုးစားတဲ့နေတော့ငါလက်ခံပါတယ်ဒါပေမဲ့မလွယ်ပါဘူးအကားပဲကြောင်းဆက်ကြပါခိုင်းပါတော့ဟာဒီနေ့ငါလည်းအဖြစ်ချင်ငါပြန်လိုက်ရင်လက်ကြည့်ကြရင်ငါတို့သူ့နေကြညာရင်အောင်ပါလေအဲ့ဒီချင်းတော့သိကြတာပေါ့ဒါဆိုငါတော့လိုက်ရင်ရတယ်ကွာရောက်တော့နောက်ကျပြီမရောက်ပြီလားကြားထားတယ်ကွာလာမလို့ပဲကွာနေတော့စီးကောက်ပဲရောနေငါကြောက်တော့ပြောတယ်ဒီလာလည်းမလာဘူးမင်းတို့တော့ဒီနောက်ကျနေဒီနေ့မှနေသားပါနောက်ကျနေဟောကောင်မနေလာပါပြီလားပါလေဒီနေ့ညောင်ငါရောက်နေနောက်ကြလို့ကျင်းတော့နေကြမှာလား
နင်းနဲ့တည်းနဲ့ရောက်လာတာမသိမင်းပါဟာနေတော့မဟုတ်နင်ကဘာလို့နောက်ကျနေမသေးတော့တာပြန်မလာသေးတယ်စောင့်နေရတာအမရောက်လာမှငါထွက်လာတယ်ဒီနေ့မှကြာပါတယ်နင်တို့ကတော့ဒီနေ့သူစောင်းတက်ကြတော့ငါအခုပဲအလုပ်ပြုလုပ်တာဖြစ်တော့မယ်ငါဘောအစ်ရအလုံးမင်းရလေကွာအခုလူငါ့ကိုလည်းတန်းဆန်ကူညီမှာပေါ့နင်ကြောင်းဆက်တယ်ပါကွာဟုတ်တာပဲဟာနင်ရတယ်ငါလည်းကူညီမှာပေါ့နင်တို့စီရင်တော့မကြည့်ဘူးငါစီဝဲရဲ့စီရအလုံးမလို့လို့တော့ငါတော့ငယ်လေးကထွန်းနေဒီကစီဘုခိုင်းနေကွာဟုတ်တယ်ဟာတရားဟာကညနေလားဆိုတဲ့တကယ်လေးဆုံးရောက်ဘယ်တော့မှမသိဘူးကိုကောင်းနေဟာနင်တို့နဲ့ပညာတဲ့ဘွဲရကြီးဖြစ်သွားကြတော့ကောင်းအောင်ငါတကယ်ကြီးပြောတယ်ဒီပါနောက်တကယ်ကြီး3ယောက်ဆုံးလို့ဘာမှစိတ်ညစ်ကြတယ်ပြောမိပါနဲ့အခုငါတို့3ယောက်ပဲသွားကြမလဲအားတော့ဟာနောက်တစ်သက်ဒီသွားတော့ရှင်းလားကောင်းတော့စားရအောင်ပြောကြတယ်ဒီမှာပြောရှိတယ်ဖေးပါဒီဝါရီအခါကပြည့်စုံသတိဒီပဲပစ္စည်းအုပ်စုမမြဲဘူးကနဲတာပညာကဝိလပြုတ်ဝိရပြေတော့ပါဘယ်ကနေတော့ဖြစ်တယ်မိဘပစ္စည်းဥစ္စာရှိတယ်အလုပ်မလုပ်ပဲမင်းတို့မရဘူးဒါတိုင်းရကြဝိကြီးကိုရက်တယ်ပြီးခဲ့စားရတယ်အလုပ်ဖြစ်ပြီးပါအဲ့ဖြစ်လို့တော့ဒါသဘောပေါက်ပါတယ်ဘွဲရပြီးတဲ့နောက်ပိုင်းဒါလည်းသူတို့မနေပါဘူးလို့တစ်ခုလုံးပါပါကောင်းတယ်အပြည့်ဖြစ်စီတက်အဲ့ဒါမှတိုင်းကြည့်တောင်းကြည့်ဆောက်ပဲပါပြီစိတ်ချပါဒီလိုပြောသူ့ရွာလေးတောင်းတန်းနေတဲ့တိုးလေးတွေအားလုံးလည်းပတ်သွားတယ်အဲ့တော့ကျောင်းလေးကသွားလိုက်တယ်ဟုတ်သားပါဦးကြီးသားကိုလည်းကြားဥပါလေအဲ့လူတွေမနှင်းနှင်းရောက်တာလူကတော့လည်းမနေရာချင်းရှိပြောင်းကိုရောင်ဖြတ်နေတဲ့ဒီဘက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တိုးလည်းမအကြာကြီးလက်ခံဒီ4 နာရီတိုင်းမတောင်ပြေထမ်းဆောင်နေတဲ့ရတဲ့ဘဝင်တွေကဒီလူရဲ့အတဲဝင်ရှိလေးကိုခါပွက်ပြီးနေတော့ဖေဟုတ်တော့ဒါလည်းကြောင်းပြီးရင်ရတဲ့ဘဝင်ဝင်ဖေကောင်းတယ်ပါကောင်းတယ်လောက်နေမှာဒီမလေးဘလို့လုပ်လဲလောက်ပါစမှာလေလိုပါဘူးအားရတော့မှဖြစ်တာဆက်ဆက်ဆက်ညီမလေးကဘာလို့ညီမလေးကတော့ကလေးတွေစားနေတယ်ကျောင်းဆရာကြီးဆရာမစားပိုင်းညမှာညီမလေးကကလေးတွေစားတယ်ကောင်းပါလို့ပဲညီမလေးကဟောတာကောင်းတယ်ညီမလေးဒီနေ့ကတော့တော့ပြီးထားတော့အဖြစ်လို့ရမှာဟောမာမီကမဟုတ်တော့ထားတယ်ဟိုဝဲတယ်ဆိုတော့ဘာပြောလို့မာလီဒီဘောတိတ်ကိုအားအားတဲရပါတောင်းလို့ပါတော့တော့အဲ့ဒီမိနစ်တွေပေါ့တွေ့နေဟောမိုက်အဲ့ဒီစိတ်ကြီးပါမာလီပြင်တော့လို့ဆိုရင်ဒီလိုမျိုးလို့ဒါမှမဟုတ်ပြောပြီးတော့ပါမှာဒီတော့ပါဒီမာလီဆက်အဲ့လိုပုံစံကမှမရဘူး။ဘာလို့ရလဲ။တင်ရတဲ့အာကာရှိနေမိုင်းကဘာမှမလုပ်ဘူး။ဟောမှာလေကွယ်။ဝိသေတော့ပတ်တာ။ဝိသေကပြီးတော့အဲ့လိုကောင်းတော့ပတ်သက်တယ်နော်။အိုးမမလေးဒီမကြီးကိုထင်သေးတယ်။ဝိသေကိုကောင်းနေတယ်မိုင်းကြည့်လို့တော့မရဘူး။ဟောမကောင်းဘူး။တင်ရတဲ့အာကာရဲ့ကောင်းညနေတာကခွဲပဲလွဲနေကျော်တော့ပါဆရာညနေတယ်အဲ့ဒီကောင်တော့တယ်ဘယ်မှာလွဲရလဲဆရာ
မင်းတစ်ချက်ပေါ့ပြေးတာငါမကြားချင် ကြားချင်လို့ဆိုရင်ပြီးတာမို့လားဖြစ်တင်တာတော့အဲ့ဒီကောင်တစ်ကောင်ပြည့်ပြည့်ဖို့ရည်ကြီးတယ် ဟာမင်းအဲ့လိုလွယ်လည်းမပြောနဲ့လေအဲ့လိုလွယ်တာမှမဟုတ်တာဘူးသာကြည့်နေ အဲ့ဒီလိုမှမရှိဘူးတင်ရအာကာနဲ့ညနေကြလို့သုံးရောက်တယ်လိုလိုနဲ့ခွဲလို့မရဘူး အဲ့ဒါဆိုရင်မင်းလည်းသူတို့ကိုဒီထားပြီးပေါ့ကက်ကကြည့်ပေါ့သူတို့ရဲ့အကြောင်းကိုမင်းသိ သိကြပါဆရာဖြစ်နေကြတော့ ဟေးငါကအပြောနဲ့အလုံးနဲ့ညီမစိတ် သိကြပါငါအလုံးချင်တာရည်အဲ့ဒီအကြောင်းကိုနင့်ပြော ဟဲ့ဟုတ်လားဒီဘက်မှာလို့ရတာလည်းငါပြောပါဦး ငါအလုံးရတာဆက်မင်း ဘာဦးစားမင်းတို့ဆောက်တယ်မှာဟုတ်လားဦးစားမင်းဆိုတာတော့အေးပါတယ်ဒါပေမဲ့သူ့ညီဝင်းထိန်ဆိုတဲ့လူကလူချုပ်သူပြင်နေနေအနည်းနဲ့ဖြစ်ပါမလားဟာ မင်းတို့ဘာတွေပြောနေကြလဲဘာမှဖြစ်ပါမလို့ပေးနေတာ ဘာမှမဟုတ်ပါဘူးဟာတိမ်ရန်ပေါ့ဝင်းကြီးတို့အပေါ်ဆောက်တယ်လို့ရတယ်ဖြစ်ပါမလားလို့နေနေတာ ဖြစ်ပါတယ်နီလာကလူနဲ့ဝင်းထင်နေရသင်ပြတာဘာမှမကြည့်ဘူးဟာ သူ့ကိုလည်းကြည့်ပြီးတော့ရှောင်းအောင်ဒီနေ့သိပြီးစိတ်မပေါ်နဲ့ ဒီကောင်ဒီမနေ့ကမြို့သွားတယ်ငါတို့ဆောက်တဲ့ဗာလက်ဆောင်ပါလက်ဆောင်ပါလို့အောင်ဖြစ်ဘူးနော် ပါပါတယ်ဟာမင်းတို့ရောက်တဲ့လက်ဆောင်ပဲသူ့ဝေးပေးရမှာ ဘယ်ကဘာလို့လဲ ကြောက်ဒီဟာနေတဲ့ဒါတော့ဘယ်လိုလဲဘောကြလား ဘောကြတာဘောဟာ ဒီမှာလေရအောင်သိထားမယ်နော် ခုရတော့မှလည်းကွာအတင်းချခေါင်းပါလိရဟိုချောလာတယ်ကွာ အဲသူလိုက်ကြည့်ပြောနေတာဟုတ်ရ မင်းကဒီဘယ်ထဲမှာဒီငါ့ကိုကောင်းကျိုးမပေးတဲ့ကောင်ဟုတ်လားနော်ကိုဆရာအောင်လည်းမကြိုက်ဘူး ဘယ်တော့မှမပေါ့ဘာလို့လဲဆောင်းနေနော်ကိုကိုလည်းမကြောက်ဘူးညထားမှာလည်းမကြိုက် 你看反正来个，我没见那个，哎呀，哎呦，谁说没见那个？我他妈讲俺说我အဲ့တော့ရောက်တာ 要不然我谁跟他玩？那天要了多要。 လာကားပါဟာဝင်းနေဆိုတဲ့ကောင်ကတက်ကြည့်ကြည့်နေကြတာပါအာကာကိုကြောက်ခဲ့ဆိုပြီးတော့ဖြစ်နေနေရောက်လာအောင်သူခါရတာမလား ဟုတ်တယ်ဒါပေမဲ့ဒီကိုချက်လို့မရဘူးငါတို့ညောင်လည်းသိရတယ်နေရပါနင်းနဲ့သိထားပြီးနေ ငါတော့ဂရုမစိုက်ပါဘူးဟာဘာဖြစ်လို့လဲဆိုတော့နင်းနဲ့အာကာငါပြီးမှနင်းနဲ့ရှိနေတာ ငါတို့ရံပြတဲ့ကိစ္စကိုဒီကောင်ရက်ွက်လူကြီးနဲ့တိုင်မှာနောက်မို့ရဲစခန်းကတိုင်မှာမလို့ တိုင်ရင်မှမဟုတ်ပါဘူးဟာဘာဖြစ်လို့လဲဆိုတော့သူတို့ကအရင်စထားတာပဲတိုင်လေသူတို့ပဲဆုံးမှာဟာ
ဘလိုပဲဖြစ်ဖြစ်ပါဟာရန်ဖြစ်တယ်ဆိုတာမကောင်းဘူးဆိုတာဒါလည်းသိပါတရားနဲ့တရားဒီလိုနဲ့လို့ဖြစ်သွားပြီပြည့်တဲ့ဖြစ်သွားတယ်လုံးဝလူပါအင်းလေ你那安利有几少么？俺念对也是不拉的。ဒီပါမသိတာကြီးတော့ငါအပေါ်ကိုပြောနေရအင်းစင်ကြမလို့ပါဘူးဟာနင်တို့ငါတို့ဆိုတာတငယ်ချင်းတွေလေစစ်စောက်ဖြစ်လေဘုံစောက်တုံးလေးဆိုတဲ့စကားကိုသင်ကြားဖို့မှာပါပြီးတော့ရန်ကုန်ရန်ကြီးမတုံ့ရဘူးနော်လေဒီဆန်မလေးကိုတောင်းလိုက်တာဘာပါကြီးသားရဲ့ဒီနေ့တော့ကြည့်ပါနေရတယ်ကြာအမေတော့နည်းနည်းလေးဒါရုပ်ကောင်တော့ဒီပါသားရဲ့သားလေးတောက်ကြည့်တောက်ပါတိုက်အမေလည်းသိနေပါတယ်ကွယ်သားလေးလည်းပြင်ပန်းနေပြီမိယောဂလည်းဖက်တာတွေကိုမိဟာမရှိတော့ရင်သားလေးတယောက်တည်းဒုက္ခရောက်မှာဟုတ်ရင်သားရဲ့ပြောကောင်းလို့ပြောပါလေမေရဲ့ချီကိုအမြင်သိပါတယ်သားရဲ့တောက်တဲ့စီးကြီးရတယ်သုံးအဲ့မှာမသက်တာပဲမေကိုရှောင်းတော့ပြတယ်ရှောင်းနဲ့ပြညမနေပါနဲ့ကွယ်သားလေးပတ်စံကိုပို့ပြီးကုန်လို့ပတ်စံကိုကုန်ပြီးမှမိယောဂမပြောင်းဘူးသားလေးပို့ပြီးဒုက္ခရောက်အောင်မေယောဂကိုပြောက်ွယ်မနေဘူးဒီစဝါရအရန်ကောင်းဒီပါသားရဲ့သားသဘောပါအားလုံးအတူတူရတာဖြစ်နေဒီပါလေလုပ်ရှင်တော့ဘူးမင်းပဲသွားနေငါညီလေးတယောက်တည်းဆိုပြီးတော့မင်းကိုလိုလိုက်ထားတယ်မင်းကပေါ့ပေါ့နေပေါ့ပေါ့စားလက်ကားအောင်မယ်ကွာဟောလေကျွန်တော်လည်းဆန်စတဲ့ကိုမှန်မှန်သွားနေရကိုဘာမှမသိဘူးဖြစ်ဟာမင်းဆန်စတဲ့သွားတာမင်းအလုံးလုံးကိုသွားတာမှမဟုတ်ပဲအတုံးလို့ငွေသွားပါကြည့်နေတာမဟုတ်လားဟုတ်ကိုကမသိချင်ဘူးလားဟုတ်တယ်ကျွန်တော်တစ်ခါပြောသွားကြည့်ဘလောကလည်းဒီနေ့ဒီပြောလို့ရှိတာဖြစ်တော့မင်းကတော့ပြောရတော့ကောင်းတယ်မိဘပိုင်ပြည်စီဒီဆန်ဆက်ကိုငါလုံကြီးအုပ်ထားတယ်ဆိုရင်ထားတော့ဒီဆန်ဆက်ကငါကိုယ်ရဲ့ငါလုံအားနဲ့ကြိုးစားပြီးရထားတဲ့ဆန်ဆက်ကွာဆန်ဆက်ကအခုဆန်ဆက်မဟုတ်ဘူးဒီကရင်းနေဟာမင်းပတ်သက်သုံးတာငါတယောက်တည်းထိရလို့ထားပါတော့မင်းကောင်မလေးတွေကိုလိုက်ကြိုက်နေတာကောင်မလေးတွေနစ်နာတယ်သူ့အတိုင်းဝိုင်းရတယ်ကျင်းတတ်မှာမဟုတ်ကျွန်တော်အခုတော့မချုပ်ပါဘူးဒီကတော့ထားတာဘာပြောလဲကွာကြီးစားထားတယ်ဟုတ်လားအေးကြီးစားထားတယ်ဆိုတာထားပါတော့ကွာမင်းဥစ္စာတယောက်တည်းမှမဟုတ်ပဲအများကြီးပဲဟာဟိုကလေကြီးစားများတာဖြစ်လာကြီးစားများတာအပြစ်မဟုတ်ပဲရှီလုံလက်လုံဖြစ်ရင်အပြစ်ပဲအဲ့ဒါတကယ်ကိုကြီးလေးတဲ့အပြစ်မင်းကငါတခုပြောမယ်ညနေလားဆိုတဲ့ကောင်မလေးကိုမင်းအသေးခံကြိုက်နေပေါ့အေးအဲ့ဒီကိစ္စကိုမင်းရက်တန်းရလိုက်တော့မရရင်တော့ငါနဲ့တွေ့မယ်အဲ့ငါနဲ့သွားမယ်ငါတို့ယောက်ကနီလာကိုသိခင်နေနော်နီလာကငါတို့ခင်တယ်ခင်မမလားမသိမင်းကလည်းကွာပြောမှပြောတတ်တယ်နီလာမခင်မဲနေပါမလားကွာမင်းသိရတဲ့နီလာငါတဲ့ဆိုင်မင်းကိုပုတ်ခင်ပါလေအားပဲပြီးတော့မင်းတို့နှစ်ယောက်ကဒီနေ့ဘွယ်ရပညာတတ်ဖြစ်ကြပတ်စံချမ်းသာတဲ့လူတွေချင်းချင်းလဲဆိုတော့စိတ်တော်တော့လည်းညီပါလေကွာမင်းစကားဘယ်လိုကြီးလဲကွာငါတို့တော့ကြားထဲမှာဂုဏ်တနာမှုကြီးတွေဆက်ဆက်ဖို့လိုသေးတယ်မင်းစကားကြားငါဝမ်းသာပါလေဒါပေမဲ့ကွာဘလို့ပဲဖြစ်ဖြစ်မင်းတို့ညောင်းနိုင်မှာရှိဦးကောင်းစိတ်တမကြသားမှနဲ့ကွာမင်းကြောင်းဆက်မတက်တာနဲ့ငါတို့ခင်မှုတွေကြော်သားကြကြောင်းရှိပါနီလာမှာတနေ့နေ့တော့ချစ်ရှိလာပါလေအေးဟုတ်တယ်တနေ့နေ့တော့ချစ်ရှိလာမှာပဲကွာဘာဖြစ်လို့လဲအဲ့ဒီသင်ကြားလို့ရှိရင်သူစစ်သူငါတို့မြောက်တဲ့ဘူချင်တော့မှာပေါ့ဟင်တော့တော့ဘုရားကြီးမင်းပြောတာဖြစ်နိုင်တယ်ကွာအခုတော့ရှိတယ်
你俩目标呢听不到，重要的呀，第二呢去高了。高嘞，哎呀妈，你俩嘛，老是真有人吃呀，不要，基本上都多。好的，你俩我们吃不？您教嘛呗，现在这吃了，你教我不用嘛，现在这。这家生产一帮人个人，你看俺们表演没有？你俩，你们吃来过的？你俩那明天啊，来看你吧。တကယ်နဲ့အကားကိုကြည့်ရတာဆရာကငါ့ကိုစိတ်မသားနေတယ်ပေါ့တကယ်လို့များအားရောက်ကငါ့ကိုစကားပြောလာတယ်ငါဘယ်လိုလုပ်ရပါမလဲဆရာခက်လိုက်တာ知道把人家说，妈妈看见不知道吗？没那个 A 拉布的变的，好了吧？你看，过去现在假的，俺一三年你知道，没地上哦。可能把表不了。啊，不一表，而且有错。看吧，再看我手中，别过来。各位呢，我知道我的现在嘛，谁看他？啊，没有俺高也听说的，哎，俺上面你，俺那没有看出来，我，你俺知道俺好。然后感受，有让光光中来，你讲俺现在他妈都难弄了，你讲俺车的路呀，行吧？你讲我公安现在打飞，你讲现在干的多，我为了好点。အားရဲ့ဆရာဝန်နဲ့ဆရာဒီတော့ကစက်ဆန်တာတာလေးနဲ့စက်ဆန်တယ်ဟုတ်တာမင်းอ่ะဆေးမကူရနဲ့စားလို့ရှိရင်ဆေးကူတာမင်းရောသက်ဆိုင်နဲ့သက်ဆောင်ကြောက်နေတော့ရှိလိုက်တာတာရဲ့အမေဒီတောင်ကတော့တော်နိုင်တော့မှမထင်တော့ပါဘူးကိုအဲ့ဒီလိုတော့ကျင်းတည်တော့မထားနိုင်အမေဘာဖြစ်လို့လဲဆိုတော့နေစိတ်လျှော့လိုက်ရင်အမိရောကိုဆိုးလာမှာပေါ့မထူးပါဘူးကွယ်မင်းပြောတာဘာလို့ပြင်မကြီးဘာမှဖြစ်မလာမှာဆိုလို့ဒါနဲ့ဒါလေးအလုပ်ကောအဆင်ပြေရလားလို့အဆင်ပြေပါရဲ့အမေပြဿနာရှာနေတာကတော့ဝင်းထင်တယ်ဒီတော်ထားသားရင်လည်းလုံးနဲ့လို့အားဆောင်ပေးလိုက်ထိတိုက်တယ်ကောင်းသားတော့မဘူးနဲ့အမေသားရံအောင်ချောင်းနဲ့ပါတယ်ဟုတ်အမေတယောက်တည်းလူဖြစ်တယ်မလားသားလို့သွားမှာသွားလိမ့်ကွယ်သွားအားလုံးရှိတာသွားတယ်ဟုတ်ရဲ့ဟောနေ့လည်တော့ကြာပြီနေ့လည်လာလိမ့်နေချမ်းကြည့်လို့ပဲခံတယ်ရပါတယ်ကွယ်哎，那了，这个让人家，车里推了不跑，哪里真
င်းပါပြီဒါပေမဲ့ပြည့်တော့ထားခဲ့ရမှာဒါသိချောက်ဖြစ်နေတယ် ဒါအခုကအသက်ကြီးဆိုရင်တဏ္ဍာမော်လိုက်ရှိပါသေးတယ်ဒါတောင်းတက်ဖို့အဖြစ်ဘာမှမဟုတ်ပြီးတော့သားတိုင်ညနေလာတောင်းဆက်တယ်မှာ ဟုတ်ကဲ့တက်မှာပါပြီ။ဉာဏ်ကတောင်းဆက်မတက်ပဲမလုံးပါဘူး။သူ့အတွက်အသိမကောင်းဘူး သားတိုင်တောင်းဆက်တယ်ဒီပညာဒါနပြုလိုက်ပါဒါနဲ့မောင်တင်ရက ဟုတ်တယ်ဒီတင်ရမာနရှိတယ်။သူကကိုယ်ကိုယ်ဒါကြောင့်မို့လေတောင်းမိတာရောဆက်ပိတ်ကြည့်နေတာ ယောက်ျားဒီလိုမှတ်ဘူးသားတိုင်ဒီလိုချလုံလာတော့ရုပ်ပေါ်မှာရှိတဲ့ကလစ်ကုန်ကိုလည်းသားတိုင်တောင်းထားပြီ ။ဟုတ်ပြီ။တင်ရနိုင်တာနေတာလေးလား မလာဘူးသားအဲ့ဒီလက်လာဆိုရင်သူ့တဲ့ချိုးတယ်တာလီတဲ့တော့သူ့အနေထိုင်ဒီဘောစားအမလုပ်ပြီးတဲ့ကိုခင်းဘအောင်မနေရဲဆိုရင်အနည်းတိုးတယ်သား ။ဟုတ်ပြီ။တန်မျိုးရခဏသွားလိုက်အောင် အေး ဒါလေးကအာကာရဆက်ဆောင်လုပ်တဲ့ပြည်သားဘာလို့ဆက်နော်ဒီကမမိုင်သူတို့ဆက်ကအမလည်းအာမမလေးဒီမိုင်းတို့ကယူသားခင်တာပါမမဘယ်လိုကပြောလိုက်လဲလူပေါ့ကွယ်ဒီဘာလေးပြောပါတော့မိုက်ရဲ့ဒီမိုင်းကိုအကြောင်းဒီမိုင်းတို့ပဲကြည့်တာမမညီမလေးစကားပြောလို့ဒီကညီမလေးကိုမမကြောက်ပါတယ်မမညီမလေးကြောက်တာလေအိမ်နောက်ဖက်ကြီးမှာမဖြစ်ရပါဘူးဒီနေ့ဒီကပေါင်းရတယ်အိမ်နောက်ဖက်ဆိုတာသူ့ကိုကြည့်လို့လိုအပ်တဲ့ ။ဒီလိုက် တင်ရဒါလေး ။ဘာလို့စနေမတော်လား ဆောင်းလို့ပြန်ပတ်ကားတော့အဲ့ဒါဒီရောဆက်ဆက်ကောင်းတော့ ။ကျွန်တော်ဆရာကဒီနေ့ပြိတ်တယ်။အားကြောင့်လည်းလက်တယ်လေ ဒီကဆင်းရဲစကားပြောတာဟုတ် ။ဟုတ်ကဲ့ တင်ရဒီပြောရလားအကောင်မပါလာဘူးလား ။အားကောင်းမှာမတွေ့ခဲ့ဘူး။ငါကြောက်လက်သက်လာ ဒါနဲ့ဘယ်လိုစမှရရှိနေဘလို့ ။အမေကျမ်းမရဲ့ရှင်ညာဘာမှလည်းထူးခြားမလာဘူး ဒီပါဟာဘယ်လိုစမှရရှိနေဒုက္ခတွေနဲ့ကဲဒီနေ့ရောက်ခိုင်ငါနဲ့ခမင်းတာငါခမင်းတက်ခုလိုက်မနော် ။ဟာနင်းရတယ် ဘာဖြစ်လို့လဲငါနဲ့စားကြည့် ။အင်းကောင်းတော့မင်း တော့သိလို့လာတယ်အခုပြန်ဘယ်လောက်လာတာမင်းသားကြတယ်ကျွန်တော်လည်းအလုပ်ကောင်းလုပ်တာအခုလာတာကအလုပ်ပြီးနေနေတော့သိကောင်းတယ်ဟာမင်းတို့စကားပြောလိုက်ချောနေတာပဲမင်းတို့လူသမားရတယ်ဒီသာကိုခြုံလိုက်ကြညာဟုတ်လားဘိုးစကားတော့ကြည့်တော့ကျွန်တော်တင်တော့လူသမားတွေကထိလိုက်တယ်ဟဲ့မင်းငါ့ကိုချင်းချင်းတို့ထင်ရအောင်ဘယ်နဲ့အလုပ်ကိုလုပ်နေ
ထားပါတော့ကွာကဲထားပါတော့အေးမင်းတို့တွေ့ရတဲ့တော့ပဲနော်ငါထိုင်းတော့ချင်တယ်ငါ့ကိုထိုင်းတော့ဝယ်လျှောက်တင်ရမင်းကငါအလုပ်သမားငါကမင်းရဲ့လှုပ်ရှင်ဒီရဲ့လှုပ်ရှင်မင်းမှာမင်းကိုငါပိုင်အဲ့တော့မင်းငါခိုင်းတာလို့လျှောက်တင်ရတော့ပတ်တာဟိုတည်းကပလက်စတစ်ပုံကူကငါတို့ထိုင်းတော့ဝယ်တယ်ဟုတ်ဘယ်နဲ့မှလည်းပုံနေဘာတော့မလို့ဟုတ်တယ်ထိုင်းတော့ဟာထိုင်းတော့မလို့ငါဘယ်တော့မှထိုင်းတော့ဘူးလို့လေခုကအလုပ်ချိန်ကွာငါတောက်မလို့လားငါတော့မဟုတ်တော့ဝင်းနေဝယ်ခိုင်းရတော်လူဘာဝတဲ့ကောင်ကွာမင်းတို့ကသူ့ခံတတ်မှာပါကွာသူထိုင်းဝယ်ဖို့မဟုတ်ပါဘူးတက်နေမယ်အားလည်းငါကလောလောဆယ်သူ့ကိုတော့ဒါဆိုရင်မင်းတို့လည်းမသွားနဲ့ငါပါလိုက်မယ်မင်းလည်းပဲသွားမလို့ငါဆိုင်တော့သူကပေါ်လိုက်ရထိုင်းတော့ဘူးနေရာလေးဒီကောင်ဘယ်တော့မှတောက်လို့လဲအခုကဝန်းနေဝယ်ခိုင်းလိုက်တာဘာဝိုက်တာဟာတញ្ញံဒီငါစကားအောင်နားထောင်လက်ဒီတိုင်းนี่အဲ့လောက်ကဆက်လိုက်တော့ငါအမချမှာလည်းလုပ်ဝင်လုံးနော်ငါစကားအောင်နားထောင်တော့တញ្ញံနော်ငါမခိုင်းတဲ့ကိစ္စတွေရှိလို့ငါသွားလိုက်ပြီတញ្ញံလက်ဒီတိုင်းငါအမချအောင်ဆက်လာခဲ့နော်ဆရာကငါသွားလိုက်ဦးအေးဟုတ်ကဲ့ဘယ်ကထိုင်းရင်ဝယ်ခိုင်းတော့မတင်တဲ့လို့ချိန်ဆွဲနေတယ်ဘောလားမဟုတ်ပါဘူးဗျာထိုင်းမတက်လို့ကျွန်တော်ခဏစောင့်နေတာပါငါမင်းကိုမင်းတာမဟုတ်ဘူးဒီတင်ရအောင်ခင်ဗျားတင်တယ်လို့ကျွန်တော်မှစိတ်ပုတ်မရှိဟမ်ဟဲ့မင်းမစိတ်ပုတ်မရှိဘူးဆိုတော့ငါမှစိတ်ပုတ်ရှိဆိုတော့ဘာလို့မပြောနေလဲခင်ဗျားစကားတော်တော်ပြီတော့ရုပ်တော့မဖြစ်တော့ကွာငါကလူသက်မိရတာအေးကွာဝင်းနေဆိုတဲ့ကောင်ကတော်တော်ဂျုံမွန်တဲ့ကောင်ပဲမင်းလူတက်မိတာဝင်းနေကြောင်ဆိုနေငါပြောကမခင်းပါဘူးကွာငါသူ့ကိုအရင်ဆထိုးလိုက်ပြီလို့မင်းခုလိုဖြစ်တာဆိုင်ပါဦးအာကသူတို့ကမင်းကိုချီတော့လေငါမခံနိုင်ဘူးတေးရန်ငါလည်းတက်တာမဟုတ်တော့ငါတက်တာမရှိဘူးမင်းကတက်ပြီးတော့မင်းဘယ်လိုလုပ်မလဲအေးငါအဖမ်းကတော့မဖြစ်ဘူးအေးမဖြစ်ဘူးဒါမဲ့မင်းမသူ့မှာခဲ့ငါအမေရောမင်းစောင့်ရှောက်ပါညာနဲ့ကွာမင်းထွေလူမှကြမလို့ပါဘူးငါတို့တင်ငယ်ချင်းမှာတောင်းဝင်ရှိပါတယ်လီလာကလည်းဒီကိစ္စတွေပြီးစိတ်ဝင်စားတယ်လီလာကပြောလို့မနေ့ကစံစားထွက်မလို့စိတ်ကူးထားတယ်ဒီနေ့ကျတော့လာပြီးတော့အကြောင်းပြရတယ်အေးကွာမင်းဖြစ်ပါလေဒီကိစ္စလီလာသိနေစိတ်ကောင်းတော့ဒီတော့တွေ့အေးတော့ဟောဒါနဲ့ဟောတဲ့ဆက်တယ်မဆက်နေဘူးကွာညို့တာငါပြောနေရတာငါရဲ့အိမ်ထဲမှာတော့တယ်အောင်နေအောင်ပါကွာ
တော်တော်တောင်းပြီးဘယ်သူမှပြည့်တဲ့တင်ရဲ့သူလည်းမဟုတ်ဘူးအမေတောင်းပြီးတော့တောင်းပြီးပုံပြစ်ခဲ့တာအတိပါအခုဘယ်လိုဖြစ်ကြပွဲတိတ်တူသွားလို့ပေါ့တာအမေမိတ်ကတော့တော့တောင်းပါပါလေဘယ်နေတော့မရလို့ဖြစ်သွားတာပါဘာမပြောလဲသူတို့ပြောတယ်ဆိုတာအဖေသိပါကြည့်ရတာအုတ်ချုပ်တဲ့လူတွေရဲတပ်ဖွဲ့သွားတယ်ပေါ့သားရအခုလူကြံပြက်လက်နဲ့ဒီပါပါလာသေုံရောက်တဲ့လူကရောက်ပြင်းတဲ့လူကပြင်းနေပုံလားသားရဟုတ်ပါရဲ့ဒီကျွန်တော်တော့အဖေလူချပြီးအမှန်တန်လုပ်ပြီးတယ်လို့တစ်ခါကလည်းကျွန်တော်ချက်ဖို့ဘူးဆိုတာအမှန်တန်ပြောပြီးလို့ကျွန်တော်ကံကောင်းသွားတာတင်ရတော့ဟုတ်ပါရဲ့ဗျာမင်းတကယ်ကြီးစိတ်ကိုမားတယ်လားတကယ်လို့ရှိတက်တယ်ရမှာဖန်ခံပြီးအမှန်တန်ရှင်းပြတယ်လားညာသူဘေးဆိုတာပြေးမလို့လားသိမှားပါတယ်ထွက်ပြီးပူဆိုးနေဟောသားတင်ရတော့ဘယ်လိုကိုကြီးကောင်းလဲဟိုမှာဘာတက်သူ့အမေဒီလိုဝိုင်းနေသူ့ဝဲကူလက်ချတော့ဘာမှအားမမလို့တော့ဒါအမေအားကရှိပါတယ်တော့စားကြတာရှိနေပြောတော့တကယ်မှာပေါ့တဲ့တော့စီးပါရတော့လိုက်အောင်နော်ကျေးဇူးပါပဲကွယ်အမီးလေးနဲ့မောင်အခါနဲ့တော့အတွက်ရုပ်ပြရှုံးနေကြတယ်တော်ရဲ့ဘာမှပြောမနေပါနဲ့တော်နားမှာတင်ရမရှိဘူးမယ်တင်ရစားကျွန်တော်ရှိပါတယ်ဟုတ်ဒါနဲ့တော်ဆောက်ဖို့အတွက်မှုတွေဝယ်လာတယ်တော်ဒါနေပေါင်းနေပါနော်အမှန်ကြီးပါမောင်အခါနဲ့ဒီလာလို့လေတော့ပုံမှန်သားသမီးနဲ့မထားတကယ်ကိုကောင်းရပါတယ်ကွယ်ဒီအတွက်လေတော့အရင်ဒီလိုတင်ပါတယ်လိုပါဦးတော်ရဲ့တရားကူတာကျွန်တော်မှတောင်းဝင်ရှိပါတယ်ပါနေလေဒီရောက်လို့ဘယ်ပေါက်နေမှမသိပါဘူးကွယ်အဲ့ဒီအကြောင်းနဲ့တွင်းနေတိုင်းအဲ့ဒီရတဲ့ညားနေလေညားနေပါပြီအဲ့ဒီစေပြေးမိပါတယ်တော်ရဲ့တင်ရလေးပြင်လာပါလားအခုရှောင်းနေတာကောင်းပါလားဘာမှမဟုတ်ဘူးနော်ဒီကောင်းနေပြီပါဟုတ်တယ်တော့။ကျောင်းနဲ့မှန်ကြား။ဒီလည်းမှန်တော့နော်။ပြီးတော့တော်ထိုင်းတာကျွန်တော်တို့ပြောဒါမှပြင်ပြန်လာရင်တမ်းမြောက်ပြောချင်ရမှာ။ပြီးပါကွယ်ပြီးပါ။ညောင်းနေရတဲ့ကျေးဇူးကတော့ပေါ်မှာဒီမှာပါနေ။သာဟာလေပါအဲ့တမ်းမတည်းရေးနေရမရဘူးအဲ့ဘယ်ကမရပါဘူးမရဘူးယူပါလားဟုတ်လားရပါလားဟုတ်ကိုယ်ပဲတက်ပြီးထွက်တယ်နောက်ပြီးတော့လည်းငါတော့မှာပါညောင်းရင်သူကဘယ်လိုလဲကွာရန်လူလားဒါကျွန်တော်မကြော်တော့မသိဘူးကြာကျွန်တော်တော့တယ်ငါတို့ကျွန်တော်ဖမ်းလိုက်ပါသူကကြီးရတာဆောတာပဲဟုတ်ကဲ့လားသူပြောမင်းနာမည်ဘူးကျွန်တော်နာမည်သိဘယ်ပါနေနေကြမရှိတော့ထွက်လာတာပေါ့ဒါဆိုငါတို့ဖွဲ့တယ်ဝင်မလားနေစရာပေးမယ်စားစရာပေးမယ်အလုပ်ပေးမယ်ကျွန်တော်တို့ကဘာလုပ်ပတ်စံရမှာဘာမှမဆိုလုပ်တယ်လုပ်မယ်ဒီလိုမှပေါ့ဒါဆိုရင်မင်းငါတို့နဲ့လိုက်ခဲ့လား你呢？들어 가져오시네. 여봐도. 돌아가면 야라고 거에 돌아만 되지. 맞아 시간이 말하게 돼야지.
ဟုတ်ကဲ့မှာပါတော့ဒီတဲ့အာကားလေးဘယ်တော့မှမသိပါဘူး ဒါလေးထွက်တော်တော်နဲ့ဆန်တင်းနေကွယ်သမီးချင်းကိုသမီးဖြစ်မထားပါဘူးတော်စိတ်ချပါသမီးရောအာကာရောတရားနဲ့ပတ်သက်လို့အားလုံးတာဝန်ယူပါလေတော့လုံးဝမတင်ပါနဲ့နော်ဟုတ်ကြတော်ဝါစားပါလေကွယ်တော်စိတ်လေးသွားပြီအားလေးဦးသားပြောလိုက်တာဘယ်တော့မှမလောက်ဘူးဘာဖိုက်တာလဲတော့မာတော့ဘာဖြစ်ရလဲတော့ကျွန်တော်တရားဖြစ်တယ်ကွာခုတရားဖလိခဲ့တာတို့တမီးချင်းတိုင်ရံပြောက်လေဘယ်ရောက်လို့ပဲတောက်နေလဲမသိပါဘူးဟာငါသူ့အတွက်အများစိတ်ကြည့်ပါပဲဒီကောင်ငါတို့နဲ့ကိုဆက်သွယ်ချက်တာလေဟာတကယ်ဆိုရင်ငါတို့တော့ဆက်သွယ်လုပ်တင်ဟုတ်တယ်ဟာတော်ဆုံးမများသူသိခဲ့လို့ရှိရင်လေဒီနာတော့ဆုံးမှာမဟုတ်ဘူးဒါတော့သိကြတယ်ဟာသူ့မိရဲ့နောက်ဆုံးကြီးကိုတွေးလိုက်ရလို့သူဖြေလို့ရမှာပေါ့ဟုတ်တယ်ငါနေနေကိုရန်တရီရတယ်ထွက်လာခဲ့ဒါမဲ့ဒီမှာကြာကြာနေလို့ရအောင်တင်းတင်းအေးရမြို့ကတခုပြောမယ်စိတ်တော့ခံခံထောက်ပါဒါလည်းကွာဒါကတကယ်ချင်းတွေ့လို့ပြောနေတယ်ဘယ်တော့ပြောလို့လဲပြောလေအမေဆိုပြီဟုတ်လားပြန်အောင်စောင့်နေဆိုးရလာတယ်ဟာနောက်တော့ဆက်ပါချင်ရတော့တရားနဲ့ဖြစ်ပါတင်ရင်ချင်းဒီချင်းတရားဆိုတာဘယ်မှာကြောက်မရဘူးဆိုလိုက်ကြမနားလေးပါတင်ရတာပါတော့ရတယ်မေးငါကိုယ်တိုင်ကြိုးပဲနေရလိုက်တယ်ဘာလဲမလို့ဘာလဲမလို့ဒီပါလေးသိဆုံးပါပဲဟာမေးပေါ့တောင်းကြည့်ခဲ့အဆိုတော်မိုက်ပါဒီရင်ဒီပါသားကျင်ပြောရင်ဟာတော့ပြီကြောက်ရတယ်ဗျာဘာမှမသားချင်တော့အမျိုးမျိုးတတိယလို့အမေကိုလည်းတွေ့နေကြတော့ပါပြီးတော့မျိုးမျိုးကဒီမြောင်မင်းသားမှာအများကြီးရှိနေတယ်你有，还有对对对起来。
အေးကိုငါတို့စီကိုလာရင်းနေပြီအခုဖြစ်အောင်ငါအများဆိုရင်လည်းဟာမင်းမင်းရဲ့နောက်ဆုံးခီးကိုငါနဲ့ညနေရရအကောင်းဆုံးဖြစ်အောင်လဲခေါ်ရမှာကောင်းကတော့လေ你都ပြန်လာကြပြီဟုတ်ကဲ့သိပြီငါမင်းကိုအားကိုးရဆိုတာဒါပဲကွာမင်းကအလုပ်လုပ်တဲ့နေပြီးပြင်းတယ်တော့တော့တော့မင်းမနဲ့ဒီပစ္စည်းကိုကျွန်တော်စူးစမ်းယူခဲ့တာကောင်းတယ်ကွာကောင်းတယ်ကျွန်တော်တို့ဘာပြောတာလဲပြောစရာမရှိတော့ဘူးမင်းတို့ပြင်ပန်းလာပြီသူကနားကြောက်နီလာရေနီလာဟင်မမသူချလာတယ်ဒီမှာလေးဆက်လာတယ်ဒီလားအာသာရေးလိုက်ဘုသူနင်ကကြောက်တာမှဖြစ်နေတယ်။ဒါလည်းအကြကမှာသင်္นานသူသူလည်းပဲတာဝန်ကြောက်ဒီကတို့တဲ့ဘက်ကတာဝန်ကြတယ်ဒီနဲ့မှလည်းကြကြအဲ့ဒါဆိုတော့မတေဝတာပါဒီရတဲ့ရောဒီပါကြလေးဒီရောက်လည်းပြီးရပါဒီလာရဲ့မြို့ကဝေးနေရတယ်ပြီးရတယ်ဒီနေနဲ့အာသာဘယ်သူဆက်စားလဲမလေးအာကားပြပါမမရဲ့ဟုတ်လားဘာလို့လဲအာကားဘူးရုပ်ဖြစ်တော့မလားဟုတ်တယ်မမအာကားဒီနေ့ထဲမှာတာဝန်ကျရင်ကြမယ်တဲ့ဒီစာထဲမှာရေးထားတယ်အဲ့ဒါဆိုရင်တော့မာရုတ်တရေရောပြတ်ဆုံးမှာဒါနဲ့တရင်တရေရောဘာစားလဲတရင်တရေကတော့ဘာမှမကြဘူးမမရဲ့ဘယ်ရောက်လို့ပြတောက်နေမလဲမသိပါဘူးမမရဲ့ဝင်းစိတ်မင်းလည်းငါတို့နဲ့ဆက်သွယ်ပြတ်နေတာကြားတယ်ခုမှဗျာနေဘူးခေါ်တာဟုတ်ပါတယ်ဆရာကြီးကျွန်တော်လည်းလောင်းနေတယ်ဆရာကြီးလည်းသိကြတာပါခုလည်းစကားများပြီးတော့ဟိုအိမ်ပေါ်တင်ထားရတယ်ဆရာကြီးလည်းသိတယ်ပြန်ခဲ့တယ်ကောင်းတာပေါ့ပါကောင်းတယ်ဟောရေထုံးလို့ပေါ့ဘယ်မှာနေဖို့ကျွန်တော်လည်းတိုင်းကောင်းတယ်
ချုပ်ကောင်နေတော့ငါအပြင်ကိုကိစ္စကူလိုက်လွတ်ထားတယ်ခုလောလောဆယ်တော့ငါရဲ့ငါတပည့်နှစ်ယောက်ဒါပဲကျွန်တော်တို့ကငါတိုက်ဟာမင်းပြောတာတွေ့ကွာအရင်တော့ဆိုတော့ထားလိုက်ပါတော့အခုကမင်းတို့ကြွားမှာရဲကဲရှိတယ်ဆိုတော့လောရော်နေပါလားပဲတိတ်တယ်မဖြစ်ပါဘူးကွာမင်းအဲ့ကိစ္စကြီးကိုမင်းကောင်းနေရလို့ဖြောက်ပြထားခြားနည်းနဲ့ပတ်စံချောက်ကြပါဒါဆိုပြီးတော့ဆရာကြီးဒီဟိုဆရာကြီးခိုင်းမယ်ဒီတော့ဒီလိုကဲမင်းတို့လည်းခီးပန်းလာပေါ့ပတ်နာကြဟုတ်ဒီဟုတ်တယ်ငါလည်းတော့ရောက်နေတယ်နေအားဝင်တာကြီးလာတာဟာဒါဆိုရင်ဒီရွာဒီကိမှတော့ကြောက်ဟုတ်တယ်ဟာမင်းတို့တွေ့ရတယ်ငါလည်းဝန်တာနေတယ်ဒီမှာတော့မသိဘူးဘယ်မှာဒီကောင်းလဲကောင်းတယ်ဒီလိုပြောရတာငါရမ်းရမ်းလာဝါးလေးလေးဒီဘာလို့ဘာလဲဘာဖြစ်ရမှာလဲဟာငါတို့တကယ်ချင်းတင်ရင်ပတ်တယ်လို့ဆရာလည်းနေတော့ဒီမကြဘူးလားမတွေ့ပါဘူးဟာမတွေ့ရတဲ့စားလိုက်တကယ်ချင်း၃ယောက်ကအများကြီးတွေ့ကြတယ်တွေ့ချင်တာပေါ့ဒီကလည်းရေးရရှိရှိငါလည်းတောင်းဆောင်ပါသေးတယ်တင်ရတယောက်ကဘာဖြစ်နေမှမသိဘူးဟာအဲ့ဒါကသိဘာနဲ့နေရပါခါကဲပါဒီကောင်းတာကိုတွေးနေပါလေတို့တော့တဲ့ပြညာတာပြောတာလည်းပြောရဟာပါဒီနေ့အားမလားအဲ့ဒီအဲ့လိုလေတော့ကျောင်းမှာတော့ဆက်တော့ပါဟာငါရေးနေတာတက်တာမင်းတက်လာတယ်နော်ဒီလေဒါဆိုမှလည်းမှာပေါ့ကျင်းတွေ့ဝင်တဲ့ဆောင်နဲ့ပြင်းနေပေါ့ဒါဆိုရင်တက်လာလို့ရတယ်နော်ခုတော့ငါစာတင်ရအောင်ပါငါတော့လိုက်နော်ငါလည်းတော့ကျင်းနေတာတွေ့တာဟာမင်းဒီရောက်နေဟုတ်တယ်ခင်ဗျားမသိသေးဘူးငါမသိဘူးငါမသိတော့ဖြစ်တယ်ဒုက္ခတော့ခင်ဗျားသိသူတော့တော်ရဲထွက်လာအခုတော့လူစိုးကြီးလုံးလုံးဖြစ်ခင်ဗျားတော့ရှော့မင်းမမေးတေးရမင်းမမေးတွေ့ဘယ်လိုဖြစ်ဒီလိုတော့ကျွန်တော်ဘာဖြစ်ခဲ့လဲဒီလိုတော့ဖြစ်မင်းတို့ကအစကတန်တန်းနေကြည့်နေတာဒါပါကွာပြီးတော့ကြည့်ရတယ်ငါစီကိုရောက်လာမှကိုယ့်ဒီကိုဟောတာမှာတဲ့ဝင်နေခုနကငါပြောတာကြားတယ်နော်မင်းတို့နှစ်ယောက်ပြေးအေးသွားတဲ့ကျောက်ကိုလက်ဆွဲနှုတ်ဆက်လိုက်ကြမများနေလားဒီမှာလည်းကျွန်တော်ပြန်ပြောပြီးအကားအဲ့ဒါကျွန်တော်ပြန်တော့ရမှာအကားရဲ့မင်းပြလိုက်တဲ့အရင်အလုပ်ရှုပ်ပါဘာလို့ကျွန်တော်ဒီနေ့ကိုတောင်းဝင်ကြလာမှာပဲဥဒကတို့ဖွဲ့ထူချနေတာကိုသိနေမှုစီစဉ်နေရတယ်ပါဒီဥဒကဆိုဒီကြောင်းလာတာသူကပေါ်လာလဲကြောက်သွားနိုင်တယ်ပြီးတော့ဘုံနဲ့ကောင်းတယ်ဒီဘက်ပြပါမှာဒါဆိုမင်းဆိုတာပြလို့မလုပ်ပါဘူးအခုလူတွေကတော့မင်းနဲ့စုံစမ်းနေအကားရဲ့မင်းကိုပြီးတော့လည်းတင်းရောက်ကြည့်ရလိုက်တာဒီစီရရောက်နေတာကိုသူကဒီလိုရှိတယ်ဆရာရောလုံးနေတယ်မှာရှိပါမလားဒီနေရာရမ်းရောက်နေတာအဲ့လိုလောက်ရောက်နေတာမင်းတို့ကလည်းရောက်နေတယ်အဲ့ဒါဆိုရင်ဒီမှာရောက်နေတာလေ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 ဒီမှာ
ဒီမှာဖြစ်ပါတော့ဒီလိုကတင်ရင်မရှိဘူးလက်ခံပါလူဆိုတော့ခက်မှာပေါ့မှာကျွန်တော်ကတော့ဥပဒေမျက်နှာအတွင်းဒီမျက်နှာမှာမထောက်နိုင်ဘူးတို့တွေသူတော်လှုပ်ရှားတာသိမလို့ရဲတယ်သူ့မျိုးလုံးတော့ကပြီးတော့တို့ဘုဖိတ်ရွာကိုကြောင်းလာရဲဦးပြောအဲ့ဒီသူရဲ့ဥက္ကတော်တော်သွမ်းနေလို့ ဟာသွားတာဟောကွာတို့လောကတော်တော်ခဲရောက်ဘူးတို့တော့တော်တော်လေးကိုရှားနေဒါတော့လွယ်ပါဆရာကြီးဒီတော့ရှင်းပြလိုက်မင်းမို့လို့ပြောတယ်ဒီတော့စိတ်ကူးတဲ့တော့ရှင်းပြဖို့တော့တွေ့ရတယ်ဒီကံတော့မင်းထောင်တမင်းထောင်ရင်စားခြင်းဖြစ်နေဒီကောင်းတော်ရှင်းနေကျွန်တော်တော့စမ်းပါဟာမင်းအောင်တော့နှမ်းရောက်ပြီးမဝင်ပြောဘူးအဲ့ရဲရဲချင်းနဲ့သူရဲအောင်အာကာကြောက်တင်းရသူရဲအောင်အာကာဆိုတော့မင်းနဲ့ရဖြစ်နေနာမည်လို့သိမှာပါဟာကျန်လိုက်ပြီဟောအပြည့်မမပြီလားကားပြီလူကိုကြည့်ရတာ ကြည့်ပါလေဗျာဒါပေမဲ့ကျွန်တော်နဲ့တဝဲမှာချုပ်ချနေတယ်တက်ကားလို့ပွဲဖို့ချုပ်ခွဲဖို့ခက်တာမကြကြတာလို့ကျွန်တော်တို့တော့တုတ်နေတယ်အေးဖို့ရိုက်ပါအေးရေးတာလို့လူပြုတ်ဟောဒါလည်းဒါဒီတော့ပြုတ်စဉ်းစားလို့စားစားပြအောင်အဲ့ဒါစားတော့နေတာဟောအမဒါလေးဘယ်နေတာလဲထိုင်ပါဦးအဲ့တော့ဆက်တော့ပါဦးညအိမ်နေတာတဲ့အမကြီးသမီးဒီကောင်းသမီးမလေးကြီးကဘာတော့မှဆရာမလို့ဟုတ်တယ်လက်တော့တော့တော့ဆက်ပါဒါနဲ့သူ့ကိုအိမ်တော်ပြုသေးဘူးဟုတ်ပြီဘယ်လိုဆက်လို့ပါလဲအဲ့ဒီမှာရရအောင်အဲ့တော့ဒီကေရောဟုတ်တယ်အော်ဒါလည်းပါလားဘာလဲမဘာပြောလို့လဲတင်ရင်တရားစက်ကောင်ဒီလိုပဲတွေ့လာတော့ဗျာမတက်ကားလို့ခွဲတယ်တင်ရောက်ဟုတ်လားဒီမှာဆရာလေးဗျာခုရောက်နေတဲ့အဲ့ဒီရဲဥပါကားဆိုငါတို့နဲ့တစ်ချိန်လုံးကရန်ဖြစ်ခဲ့ဘူးလေကောင်းအဲ့ဒီကောင်ကတင်ရဲ့တယ်ဖြစ်ဒါဆိုရင်ဆရာတင်ရကနာမည်တူတာပါလို့ဘာလို့ပြောရလဲအဲ့တော့ငါစဉ်းစားနေတာအာကာနဲ့ငါကကျောင်းတော်ကကျန်လာရှိတာတော့ကိုယ်တတိထားဒါဆိုရင်အာကောက်တာကျွန်တော်ရှင်းနိုင်တယ်ကျန်ကျိုးဘောင်းပြီးမှာဟုတ်တာပေါ့ကွာဒီမှာတင်ရကောအာကာရောအပိုင်ကင်နိုင်မှုကအဲ့ညနေလားဆိုတော့ကောင်မဆွဲလိုက်ကြဟာကြဟာလေမပြတ်တယ်ကြဆရာပဲကံကောင်းတာလားညနေတာပဲကံဆိုးရတာမသိဘူးညနေတာလားဟာဒီနေ့ဒီလိုဒါဘာလို့လဲအော်မင်းသိကြကြဟောဒီမှာသနာပါငါအေးပြီးတော့လိုက်လာ
ဆရာမလည်းညနေတော့လူများမှဖမ်းသွားတာကျွန်တော်မြင်လိုက်တယ်ဟုတ်လားဟုတ်ကဲ့ကျွန်တော်9ကြောင်းမှလည်းမြင်လိုက်တယ်ဟုတ်ပါလေသူကလည်းဖမ်းသွားပါလေအဖေဒီလိုလာတော့ပဲမဟုတ်ခေါင်းကြောက်နေပြီ ဘာဖြစ်လို့လဲမ ဒီမှာလည်းလူများဖမ်းသွားလို့တဲ့ဟုတ်တယ်ဆရာဒါရင်းကလူတော့လူများဖမ်းသွားတယ် ဒါဆိုအမဘာမှမပူနေနဲ့မအရာပဲစောက်ကျွန်တော်ရဲကင်းအောင်ပြန်ပြီးတော့ကျွန်တော်တို့ခေါ်ကျုံတော့ကိုကြော်လိုက်တယ်အဲ့နဲ့မှအရာပဲစောက်ကျွန်တော်တို့မျက်နှာရောက်တွေ့အောင်ချပြီးအမောက်ပြန်ပို့ပြီးမယ် အခုဗျာ မင်းကိုအဲ့ဒီလူဆန်းထားမှာအာကာတို့လုံးချင်တာလုံးလို့ရမယ်ပြောချင်တာပြောလို့ရမယ်အဲ့ဒါမှအာကာငါတို့လက်ခုပ်လိုက်ပြီးတော့ ဘာဖြစ်လဲ ဟာပြီးတော့ဗာပြရမယ်ဒီကိုတင်ရနဲ့ပြစ်ပြီး ဆိုင်ရနေတယ်ဆိုင်ရရှိလို့လား ရှိတော့တင်ရငါတို့ဖွယ်တွေကငါလက်ထောက်ပြန် ဆိုင်ရရှိဖွဲ့နေဟုတ်လား ဟုတ်တယ်အောင်းဟောသွားအောင်းဟောပါရုပ်ဘဝဆိုဒီကဒီလိုပဲစာကြည့်လို့လာပြန် ဒီမှာတရံနဲ့အာကာဒီကိုခဏတူဘာများပြောလဲမသိ ရှင်တို့မှားမယ်နော်ရှင်တို့ကျမကိုပြန်လို့အာကရဲရရှင်တို့လာဖမ်းနေ မင်းအဲ့လိုပြောလို့ငါတို့ကြောက်သွားလိမ့်မယ်ငါအောင်းမနေတာမင်းဟမ်ဒီမှာပြန်နေတာမင်းဘာစကားမှမပြောပဲနေတာခေါင်းလိမ့်မယ်ဒီမှာမင်းကန်ကောင်းရင်မင်းတော့မှာပေါ့ကန်ဆိုးလို့ကတော့ကောင်းပါလေလို့ဘူးလို့ဆွဲထားလိုက်အာကာလိုက်လာမှာကြာပါတော့ဟုတ်တယ်ဟာလေရကျွန်တော်စကားမှန်မှန်ဘူး ရောက်တယ်ရဲဝင်ကိုကျွန်တော်ခေါ်တော့ကျန်တဲ့ရဲဝင်ငါဆက်တယ်
ဒီလားငါတို့ပြည်ရအောင်ဟုတ်တယ်ကျွန်တော်ငါလည်းချက်ချက်တယ် 你多么你的原因？看他来吧。 ဟုတ်ပါအမှန်ကတော့ပြီကျန်ကြဒီရကောတော့ 爷爷，爷爷，赶快过来，老婆。阿刚，俺没有这样的玩的是吧？咱们，然后分了吧，这个人，楼啊，咱们看，俺能这些吧？当了吧。 这个龙王们说完的天气啊，俺说也别过问的嘛，今年包的尼姑毛嘛说龙王们去过，让我养了俺楼里。两话穿上了，就这样吧。陈秀琴，建言。 哎呀，哎呀，阿刚，你不能老家的，你先拿着了。啊，没我着，我看了，没有别的一些什么，看到这个，我看了。阿刚，你这也是咋的？把这个你那个怎样？别那样的。我估计嘛，真叫的，现在是你嘛，把那小姑娘送回来了，明天再我混了吧。呀喂，这当阿刚啊，这样你帮我说，好，跟我讲吧，那跟我来听听，到我这来拿茶吧。 班长。